လီဗာပူးကိုနိုင်ပြီးမန်ချက်စတာယူနိုက်တက်ဟာလက်ပြောင်းတစ်ခုကိုဖန်တီးနိုင်မလားကျွန်တော်တို့ပြန်ကြည့်ရင်ရူဘင်အာမိုရင်ကိုခန့်ပြီးကြတဲ့ကမန်ချက်စတာယူနိုက်တက်ဟာပရီးမီးယားလိဂ်နှစ်ပွဲဆက်မနိုင်ဖူးပါဘူးပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်ခွန်မှာဆန်ဒါလန်ကို2-0နဲ့နိုင်ပြီးတော့မနေ့ညကလီဗာပူးကိုဆက်ပြီးနိုင်လိုက်တဲ့အတွက်ဒီလိုနိုင်ပွဲဆက်တာပထမဦးဆုံးကြိမ်လို့ပြောရမှာပါလီဗာပူးဟာဒီယာဒီပြိုင်ပွဲစုံအိမ်ကွင်းပွဲစဉ်အားလုံးရာနှုန်းပြည့်အနိုင်ထားတဲ့အသင်းဖြစ်ပါတယ်မန်ချက်စတာယူနိုက်တက်ကတော့ဒီယာဒီဝေးကွင်းပွဲစဉ်တပွဲမှအနိုင်မရသေးတဲ့အသင်းပါဒီပြင်လီဗာပူးရဲ့အိမ်ကွင်းမှာနောက်ဆုံးနိုင်ခဲ့တာက2016ခုနှစ်ကဆိုတော့အန်ဖီမှာမန်ယူအနိုင်မရတာ10စုနှစ်တခုနီးပါးကြာခဲ့ပါပြီဒါတွေအားလုံးမနေ့ညကအဆုံးသတ်သွားပါတယ်လီဗာပူးရဲ့အိမ်ကွင်းမှတ်တမ်းကောင်းအဆုံးသတ်သွားတယ်လို့မန်ချက်စတာယူနိုက်တက်ရဲ့အဝေးကွင်းမှတ်တမ်းဆိုးနဲ့လီဗာပူးကိုအန်ဖီမှာအနိုင်မရတာ10စုနှစ်တခုရှိပြီဆိုတဲ့မှတ်တမ်းဆိုးနောက်ထပ်ရူဘင်အာမိုရင်ရဲ့လက်အောက်မှာနှစ်ပွဲဆက်လုံးဝအနိုင်မရသေးဘူးဆိုတဲ့မှတ်တမ်းဆိုးတွေအားလုံးမနေ့ညကအဆုံးသတ်သွားတာပါဒီယာဒီမန်ချက်စတာယူနိုက်တက်ရဲ့စတင်မှုကတကယ်တော့ခက်ခဲပါတယ်မနေ့ကပရီးမီးယားလိဂ်မှာအဆင့်15နဲ့ပြီးဆုံးခဲ့တဲ့အသင်းတစ်သင်းရဲ့ဒီနှစ်ပရီးမီးယားလိဂ်ယာဒီအစပွဲစဉ်10ပွဲမှာလီဗာပူးမန်စီးတီးအာဆင်နယ်ရှဲဆီဆိုတဲ့ထိပ်သီးအသင်းတွေနဲ့ရင်ဆိုင်ခဲ့ရတာပါကျန်တဲ့၄ပွဲကဘရန့်ဖို့ဖူဟန်ဆန်ဒါလန်နဲ့ဘန်လီတို့ဖြစ်ပါတယ်ဒါကြောင့်မန်ချက်စတာယူနိုက်တက်အသင်းရုန်းကန်ခဲ့ရတယ်လို့ရူဘင်အာမိုရင်လည်း PR တွေအောက်အတော်လေးရောက်ခဲ့ပါတယ်ဒီချစ်ပွဲမှာမန်ချက်စတာယူနိုက်တက်က၄ပွဲနိုင်တစ်ပွဲတည်၃ပွဲရှုံးဆိုတဲ့ရလဒ်ကိုရရှိခဲ့ပြီးရမှတ်73မှတ်တော့စုဆောင်းနိုင်ခဲ့ပါတယ်ရလဒ်နဲ့ရင်ဆိုင်ခဲ့တဲ့အသင်းတွေရဲ့အနေအထားကိုရှင်းကြည့်မယ်ဆိုရင်မနစ်ကအဆင့်15နဲ့ရာသီသိမ်းခဲ့တဲ့အသင်းတစ်သင်းအတွက်တော့ဒီလောက်စုဆောင်းနိုင်တာကတိတ်အဆိုးကြီးတော့မဟုတ်ပါဘူးဒါပေမဲ့မန်ချက်စတာယူနိုက်တက်ဆိုတဲ့သမိုင်းကြောင်းကြောင့်သာဒီရလဒ်ကအားရကျဉ်းတဲ့စရာဖြစ်မနေပါဘူးဆိုတော့မန်ချက်စတာယူနိုက်တက်ကလီဗာပူးကိုနိုင်လိုက်တာအလဲပြောင်းတစ်ခုဖန်တီးနိုင်မလားဆိုရင်ဒီလိုပြောဖို့တော့စောပါသေးတယ်မန်ချက်စတာယူနိုက်တက်ဟာလာမယ့်အပတ်မှာဘရိုက်တန်ကိုအိမ်ကွင်းမှာအခန့်ကစားရမှာပါဒီပွဲစဉ်ကိုအနိုင်ယူနိုင်ခဲ့ရင်တော့မန်ချက်စတာယူနိုက်တက်ဟာအတော်လေးယုံကြည်မှုမြင့်တက်လာနိုင်ပါတယ်တကယ်လို့ဒီပွဲကိုရှုံးနိုင်ခဲ့ရင်လီဗာပူးကိုနိုင်ခဲ့တာဟာလဲဘာအတိတ်ပဲမှရှိတော့မှာမဟုတ်ပါဘူးဘရိုက်တန်ကိုနိုင်လိုက်ပြီဆိုရင်တော့အလဲပြောင်းတစ်ခုဖန်တီးကောင်းဖန်တီးလာနိုင်ပါတယ်ဘာလို့လဲဆိုရင်မန်ချက်စတာယူနိုက်တက်ဟာတပတ်မှတပွဲကိုပဲအရှင်ယူပြင်ဆင်ရမှာဖြစ်တယ်လို့အသင်းရဲ့အားထားရတဲ့ကစားသမားတွေအားလုံးဒဏ်ရာပြဿနာကနေပြန်လာနိုင်ပါပြီနောက်ခံလူမာတီနက်လည်းမကြခင်ပြန်ကစားနိုင်တော့မှာပါရှေ့လာမယ့်ပွဲစဉ်တွေကိုကြည့်ရင်မန်ချက်စတာယူနိုက်တက်ဟာအလဲလက်အသင်းတွေနဲ့ပဲထိပ်တိုက်ရင်ဆိုင်ရတော့မှာပါလာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်10ပွဲမှာစပါဗီလာနယူကာဆယ်တို့လောက်တာတောင်တင်းတဲ့အသင်းတွေဖြစ်ပါတယ်ဒါပေမဲ့ဒီယာဒီအသင်းတွေရဲ့ရှေ့စွမ်းကအခုထိအားရစရာအနေထားတော့ရောက်မနေသေးပါဘူးစပါးဆိုရင်လည်းအဓိကကစားသမားတွေတော်တော်များများဒဏ်ရာပြဿနာနဲ့ကြုံနေရတာပါကျန်တဲ့အသင်းတွေကတော့ Nottingham Forest, Everton, Crystal Palace, West Ham, Wolverhampton နဲ့ဘုံမောက်အသင်းတွေဖြစ်ပါတယ်ဒီအသင်းတွေက Manchester United ကိုဒုက္ခပေးနိုင်စွမ်းရှိပေမဲ့တကယ်လို့သာ Manchester United ကနိုင်ပွဲတွေဆက်နေမယ်ဆိုရင်ဒီလူစင်းနဲ့ရှေ့စွမ်းရဒီအသင်းတွေကိုအနိုင်မယူနိုင်စရာအကြောင်းတော့မရှိပါဘူးတခြားအသင်းကြီးတွေဥရောပပွဲစဉ်တွေဒဏ်ရာပြဿနာတွေနဲ့ချုပ်ထွေးရုန်းကန်နေရခြင်းကိုအခွင့်ကောင်းယူပြီးတော့ Manchester United သာလာမယ့် Brighton, Nottingham Forest တို့နဲ့ပွဲစဉ်တွေကိုအနိုင်ကန်ပြီးတော့အလှည့်အပြောင်းတစ်ခုကိုဖန်တီးနိုင်ဖို့လိုပါတယ်ဒီလိုလုပ်နိုင်ရင်တော့ Manchester United ဟာ Premier League ဇယားထိပ်ပိုင်းကိုတေချာပေါက်ပြန်ရောက်လာမှာဖြစ်ပါတယ်ခင်ဗျာ